ပြစ်လုပ်တဲ့ခရိယန်တွေအတွက်ပဲလောကကြီးကိုဆင်းလာတယ်လို့ပြောတာလားအပြစ်ရှိတဲ့လူသားတွေအားလုံးအတွက်ဆင်းလာတယ်လို့ပြောလားအပြစ်ရှိတဲ့လူသားတွေအတွက်ပါအပြစ်ရှိတဲ့လူသားတွေအတွက်လောကကိုကြွဆင်းလာတယ်ဘာလို့မို့လဲသူကဲဖို့ဘဝမှာလေးလံနေတယ်ဘဝမှာထိုင်မှန်းနေတယ်ဘဝမှာအပြည့်မရှိတော့ဘူးဘဝမှာမျောလင်းချက်မရှိတော့ဘူးငါပြင်ဘယ်သွားမလဲဆိုတာမသိတော့ဘူးအဲ့မှာရှိတဲ့လောကမှာရှိတဲ့လူသားတွေအားလုံးအတွက်တဲ့အဲ့ဒီယေရှုဟာဖွားမြင်လာခဲ့တယ်။ဒါကြောင့်ဒီနေ့တင်နေကျွန်တော်ဒီမှာရှိတဲ့မိသားစုဝင်တွေအားလုံးအတွက်လည်းပါလားပါတယ်။ကျွန်တော်တို့ကကွေးတော်လည်းမဆက်တော်လည်းမကွေးအချိန်ကြီးလောကကြီးတွေကနေထွက်သွားနိုင်တယ်။နောက်ကျွန်တော်တို့ကလောကကြီးကထွက်သွားရင်တကယ်ပဲကျွန်တော်တို့ရဲ့အဖြစ်လောကကြီးကထွက်သွားရင်ကျွန်တော်တို့ရဲ့တကယ်အစစ်အမှန်နေရာဟာဘယ်မှာလဲကျွန်ုပ်ဒီအဖြစ်သားဖြစ်ပါတယ်အဖြစ်ကြောင့်ငရေကိုပဲသွားထိုက်ပါဟာလောက်ဝါးကားတိုင်ပေါ်မှာအသေးခံပြီးအသေးတော်အဖြစ်ရှိသမျှတို့ကိုစီကြောပြီးခဲ့တယ်တချို့ချင်းကိုခံပြီး3ရက်မြောက်တဲ့နေ့မှာတေချင်းမှာရှင်ပြန်ထမြောက်တယ်အသက်ရှင်တဲ့ဘုရားဖြစ်တယ်ဆိုတာကိုယုံကြည်လက်ခံပါတယ်ယခုမှစ၍ကိန်းဝတ်တော်မူပါအုပ်ဆိုးတော်မူပါယေရှုဘုရားနာမ၌ဆုတောင်းပါ၏အဖာအာမင်